ဟိုရှိတုန်းကတောအုပ်ကြီးတစ်ခုထဲမှာအင်အားကြီးတဲ့ချင်းသေးကြီးတစ်ကောင်ရှိတဲ့တနေ့မှာတော့ချင်းသေးကြီးဟာတစ်ပင်ရိပ်အောက်မှာနှစ်ချိုက်အိပ်ပျော်နေပါတယ်အဲ့ဒီအချိန်မှာကြွက်ကလေးတစ်ကောင်ဟာမတော်တဆချင်းသေးကြီးရဲ့ကိုယ်ပေါ်ကိုပြေးတက်မိသွားတယ်ချင်းသေးကြီးနိုးလာပြီးစိတ်တိုးနဲ့ကြွက်ကလေးကိုလက်ဝါးကြီးနဲ့အုပ်ဖမ်းလိုက်တာပေါ့အရှင်မင်းကြီးရဲ့ကျွန်တော်ကိုမတတ်ပါနဲ့လွတ်ပေးမယ်ဆိုရင်တနေ့မှာအရှင်မင်းကြီးကိုကျွန်တော်ကျေးဇူးပြန်ဆက်ပါမယ်ဟာမင်းလိုတတဝတေးသေးလေးကငါ့ကိုဘလို့များကူညီမှလဲကဲသွားပါတော့မင်းကိုလွတ်ပေးလိုက်မယ်ရက်အနှဲငယ်ကြာတော့ချင်းသေးကြီးဟာမူဆိုးတွေထောင်ထားတဲ့ပိုက်ကွန်ထဲမှာမိသွားပါတယ်သူဘလို့မှယုံမထွက်နိုင်ပဲအကျယ်ကြီးဟိမ့်ဟောက်နေမိတယ်ကြွက်ကလေးဟာချင်းသေးကြီးရဲ့အတန်ကိုကြားတော့ချက်ချင်းပြေးလာပြီးသူ့ရဲ့ချွန်ထက်တဲ့သွားလေးတွေနဲ့ပိုက်ကွန်တွေကိုကိုက်ဖြတ်ပေးလိုက်ပါတယ်တွေ့လားအရှင်မင်းကြီးကြွက်ကလေးတွေလည်းချင်းသေးကြီးတွေကိုကူညီနိုင်နေဆိုတာအဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ဟာတငယ်ချင်းကောင်းတွေဖြစ်သွားကြပါတော့တယ်